မင်္ဂလာပါရှင် Xiaomi ရဲ့ brand ခွဲ Xiaomi CCTV ကင်မရာ Q1 လေးပြပေးပါမယ်ရှင်ရုပ်ထွက်ကတော့ Full HD 1080 pixel ဖြစ်ပါတယ်ရုပ်ထွက်ရောအတန်ထွက်ရောမစိုးပါဘူးမီးမလာဘူးဆိုလို့ရှိရင်လည်းသူ့ကို power bank နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင် power bank 3000 mAh ကို10ရက်ဝန်းကျင်လောက်ခန့်မှာဖြစ်ပါတယ်ဒီပေါက်လေးကတော့ reset ချရတဲ့ခလုတ်လေးဖြစ်ပါတယ်အများဆုံးစိုက်နိုင်တဲ့ memory card ကတော့ 128GB ထိစိုက်နိုင်မှာပဲဖြစ်ပါတယ်ရှင်360 degree indoor ဖြစ်ပြီးအမိုးမှာချိတ်ရှင်နေဆိုလို့ရှိရင်လည်းသူ့မှာစက္ကူလေးတွေပါပါတယ်အောက်မှာပဲထိုင်ထားခြင်းနေဆိုလို့ရှိရင်လည်းဆင်ပြေပါတယ်ရှင်မြင်ကွင်းချက်ခြင်းနေဆိုရင် 10HD ချိတ်လို့ရမှာဖြစ်ပါတယ် Xiaomi brand ရဲ့ဘယ် model မဆိုချိတ်ဆက်ထားတယ်ဆိုလို့ရှိရင်ဒီ software တွေကနေပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်ပြီးရင်သူကဟိုဘက်ဒီဘက်အပြန်အလှန် voice call ရပါတယ်ကိုကအဝေးကိုရောက်နေတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အိမ်လုံးကြုံရဲလားဆိုတာကိုအမြဲစောင့်ကြည့်ခြင်းနေဆိုလို့ရှိရင်ဒီလိုမျိုးချိတ်ဆက်အသုံးပြုရတာလွယ်ကူတဲ့ Xiaomi CCTV ကင်မရာလေးတွေကိုတက်ထားတင်ပါတယ်ရှင်နောက်ထပ်အသုံးပြုလို့ရမယ့် function ကတော့ motion detection ပါမှာဖြစ်ပါတယ် motion detection ဖွင့်ထားတယ်ဆိုလို့ရှိရင်ကင်မရာကလူနောက်ကိုလိုက်ပြီးတော့ရိုက်ပေးမှာဖြစ်ပါတယ်ရှင်မတင်ကားစရာလူတွေ့တယ်ဆိုလို့ရှိရင်လည်းဖုန်းကနေတစ်စင်လမ်းပြီးတော့အတန်အချက်ပေးနဲ့သတိပေးလို့ရမှာဖြစ်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Xiaomi ပစ္စည်းတွေတနေရာထဲမှာမျိုးစုံရနိုင်တဲ့မိတ်ဆွေတွေရဲ့အစီအမလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်